တာနားဆင်ကျေးဇူးရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျာမြေရီလေမိဓာကြီးလေးပါးတို့ရဲ့စခန်းချကိန်းအောင်ရာ2,400,000အထုရှိသောဤမဟာပထဝီမြေထုပေါ်၌အစုစုသောတရားများနှင့်အတူလူဟုခေါ်သောအတန်းစားတရက်ကတိကျသတ်မှတ်ပြီးနတ်မြမာတို့၏အပူဇော်ကံဘဝသို့ရောက်ရှိအောင်စံတင်မော်ကွန်းပြုခဲ့ကြကြောင်းတာရကပေါင်းမြောက်များစွာဖြင့်အထောက်အထားများရှိခဲ့မှုကြပါတယ်ထို့အတူငါလိုလူစပူမရှိပါဘူးလို့တလူလူဟစ်ကြွေးရင်းကနေပြီးမြစ်ဘေးအစင်းကသဲပွင့်ကလေးများလိုရေစုံမှမျောပြီးအမောပေါက်အနေထိုင်သွားကြတဲ့တီလာမဲ့လူမလိုင်ခဲများစွာကိုလည်းထားเสียမရှိအောင်မြင်ဘူးတွေ့ဘူးကြားနာဘူးကြမှာပါသို့တော့လက်ကိုတစ်ချောင်းတီးနဲ့ပဲလူနှစ်ချောင်းငင်ပြီးပဲလူဝိဆာပေါက်ပြီးထူးထူးခြားခြားပဲလူသွားသူတို့တွေရဲ့မြစ်ဖျားခံရနေရာဒေသပထမအစလူလောကစနစ်မှာထာဝရမပြောင်းလဲတဲ့အချစ်ဆိုတဲ့စခန်းသားကြီးတစ်ခုတည်ရှိနေပါတယ်ဆိုတာကိုတော့အားလုံးပြိုင်တူထိုင်ကိုစဉ်းစားမနေကြပဲရဲရဲဝံ့ဝန်ခံလေးစားတန်ဖိုးထားအတိမတ်ပြုကြရစမြဲပါဟုတ်ကဲ့ဒုတိယံပိသို့တော်အချစ်ဆိုတာဘာလဲဘယ်ကလာလို့ဘယ်ကိုဥတီသွားနေတယ်လဲဆိုတဲ့မိခွန်း300ကိုမလွယ်မကူဆုံးဖြတ်ခိုင်းကြည့်လိုက်ကြစမ်းပါခါခွေးကိုပုံသွင်းရပ်ပင်းကိုအနားဖြတ်စက်တက်ကိုဘေးမှာထားပြီးအတွေးကဘာမကမှားနေတဲ့ကိလေသာနွန်ကြားကအလွန်များပြားလာစွာသောအချစ်ယူများအတွက်အထူးတင်ဆက်လိုက်သောဇတ်လန်းဟေးချစ်တူမင်းချစ်ဘူးရဲ့လားချစ်ဆိုတာဘယ်လိုလဲဘယ်ကလာလို့ဘယ်ကိုသွားမင်းတီသလားချစ်ဘူးမင်းတီသလားချစ်တူချစ်ဝေဒနာဖြစ်ရနတ်တိစေမရှိပါဘူးပြောမယုံကြုံမှုမကွယ်မင်းတီမဲ့ချစ်တူယူမိုက်ချစ်စရိုက်နိုမလူချစ်ယူချစ်တူအချစ်ယူချစ်တူဟေးချစ်တူဟေးချစ်တူဟေးချစ်တူမင်းချစ်ဘူးရဲ့လာ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 းဒီမှာမကလျာဏုတာရုဆိုတာကုသိုလ်ကောင်းမှုဘာတစ်ခုမှမပြုတ်ဘူးတဲ့သူတယောက်တွေပေါက်တက်ကရဇောအယမ်းခေါ်ဖို့အစပေါ်ကောင်းချီးပေးတဲ့ခေါင်းစည်းလေးမဟုတ်ဘူးဆိုတာမင်းနားလေသဘောပေါက်ထားစမ်းပါမလိုပါဘူးကိုချမ်းသာရှင်တာရုခေါ်မှာကလျာဏုသူတော်စင်ဘွားရောက်မယ်ဆိုရင်နောက်ထပ်ကဘာအခုတရားလောက်တန်နေရာဆက်ပြီးတော့လဲပြစ်လိုက်မယ်နားလေလားဒီနေ့ဒီချိန်ဒီနေရာမှာတာဓုတံမကြားလို့လေကျမဘာတစ်ခုမှမခံစားဘူးအရေးကြီးတာကငွေဒီเจ้าကိုမရှိစင်းရဲတဲ့ရှင်အသိဆုံးပါလေဟုတ်ပါတယ်စံပေးလို့ဆေးရတဲ့သမိုင်းဦးဘုံမြေအစကစနစ်ကိုခင်းနဲ့လျော်ညီအောင်ပြုပြင်ပြောင်းလဲပေးလိုက်တဲ့ဂျာကတတ်တူတစ်မျိုးကိုငွေလို့ခေါ်ကြပါတယ်အမိဟုတ်တယ်လေငွေအဲ့ဒါကကျွန်တော်သိတဲ့အသိဘာဆိုဘာမှမရှိပါဘူးဆိုတဲ့သင်္ခါရနယ်ချက်မှာမြင်လာသမျှတွေ့တတ်တာကတဏှာတဲ့တဏှာကိုမင်းအတပြားကိုခင်းဘာဆိုဘာမှမစင်ကျင်တတ်တဲ့သူတွေကအဲ့ဒီတတ်တူပြားလေးတွေကိုငွေတဲ့တကယ်တော့အမိသိထားတဲ့ငွေဆိုတာစေတနာတကြီးမင်းရဲ့လက်အောက်ကဆယ်ရင်ကောက်အစ်စ်ပဲရှိပါတယ်မကလျာဏုရေကြီးကျယ်လို့ရှင်ဒါလည်းဟုတ်တာပါပဲကြီးကျယ်တဲ့ဆိုတာကအရာဝတ္ထုတစ်ခုရဲ့ပမာဏအခြေပြဇယားတစ်ခုလူတစုမှာဘလောက်ပဲမွဲတေအသက်အနေအထားရကြီးကျယ်မြင့်မြတ်ရလေဒါမှလည်းလူဆိုတဲ့ဂုံပုတ်ဝိသေသနနဲ့စီလျော်တင့်မြတ်အကြောင်းဟပ်ပေတော့မပေါ်မကလျာဏုမလိုပါဘူးရှင်မလိုတာကတဏှာယာကအပိုရှာထားရမှာကမေတ္တာဇာကတဲ့အိုးဒါတွေလျှောက်ပြောနေလို့လေမိဂံတစ်တာရဲ့ပတာရအလှလောက်သိနေတဲ့သူတယောက်ထို့တော့ရောက်တကောင်ကိုအုံသီးတစ်လုံးလက်ညှိုးညွန်ပြသလိုပဲဖြစ်နေမှာပါလေတော်ပြီရှင်နဲ့စကားပြောနေရတာအချိန်ကုန်နေလူပန်းနေအလုပ်ပြက်တယ်ကျွန်တော်ကတော့အမိနဲ့စကားပြောနေရတာတန်ဖိုးရှိတယ်တရားကြတယ်တန်ဝေကရရှင်တနေ့ကျရင်ငွေအကြောင်းကိုကောင်းနားလေသဘောပေါက်လာမှာပါကိုချမ်းသာအမိလည်းဒုက္ခဆင်းရဲခြင်းနဲ့ကြုံတွေ့လာတဲ့တစ်ချိန်မှာမေတ္တာတရားရဲ့အရှိန်အဝါနဲ့တန်ဖိုးကိုလေးစားယူသေးတတ်လာမှာပါကြည့်ကြသေးတာပေါ့ရှင်မကြည့်နဲ့လေကြည့်ရင်အမိမျက်လုံးညောင်းမယ်ခါဆောင်းမယ်အသွားမကောင်းပြန်ရင်လဲစားတော့အဖုံးလန်ပြီးရေးစိမ့်သလိုအလေးချိန်စီးမလာပဲသေးသိမ့်နဲ့အမိရဲ့အတွေ့တွေကအမိကိုပြန်ပြီးဒုက္ခပေးနေပါဦးမယ်ဒီကိစ္စမျိုးကယာဒီကာလသဘာဝနဲ့အမိရဲ့ပတာရပေါ်လိုက်ပြီးအချိန်ကဆုံးဖြတ်ပေးသွားမယ်ပြဿနာ
လူကွာစား ကျုပ်ကจิตတူးမလေးလို့ခေါ်ရင်အမိမနာနဲ့နော်မင်းအတွက်ကြောင့်လဲတော်တော်ခက်သေးတာပဲသားရဲ့ ခခွေးနဲ့ကတ်တက်ကိုဂေမဆက်ဖဲနဲ့ပတ်ဝန်းကျင်ရောက်ခက်နေတာတော့သားလည်းမတတ်နိုင်တော့ဘူးဖေဖေ ဒါပေမဲ့အဲ့ဒီပတ်ဝန်းကျင်ဟာဘယ်လိုအနေအထားမျိုးလဲဆိုတာကိုတော့သားဂရုပြုသင့်တာပေါ့ကွာ လက်ရှိမှာဖေဖေနဲ့သားတို့ရဲ့ဘဝဟာကလျာဏုတို့ရဲ့လက်အောက်ခံလူဒန်းစားဆိုတာသားဘယ်တော့မှမေ့မထားပါ အေးအဲ့ဒါတွေသိထားပါရက်ကနေဘာဖြစ်လို့ကလျာဏုကိုမချေမငံတွေပြော့လွတ်လိုက်ရတာလဲကွာမင်းနဲ့သူနဲ့ကရောဘယ်လိုလုပ်ပြီးဆုံမိကြတာလဲပြောစမ်းပါဦးသား မနေ့ပိုင်းတုန်းကဖေဖေအပြင်သွားနေတော့မှအဲ့ဒီတထေးသမီးဆိုတဲ့ကလျာဏုကဖေဖေအတွက်ဆိုပြီးအုံတို့ခေါက်ဆွဲလာပို့အဲ့ဒါကိုသားကတာဓုပါဗျာလို့စကားလေးတစ်ခွန်းပြောမိတာနဲ့ကြက်တူရွေးကဆရာခေါ်ခံရလောက်အောင်ကျွန်တော်ကိုကက်ကက်လန်အောင်ပြန်ဟောက်သွားတာပါပဲဖေဖေပြောတာလဲကြည်အောင်တာဓုတွေယာခုတွေလုံမနေနဲ့တဲ့ပေးတာကိုယူကျွေးတာကိုစားခိုင်းတာကိုတာဝန်ကျအောင်လုပ်ပေးဖို့ကအလုပ်သမားတွေရဲ့ဝတ်တရားတဲ့ကဲကျွန်တော်ဘက်ကဘာလို့လဲ အေး तू ပြောတာဟုတ်သားပဲသားရဲ့သူ့ဘက်ကလည်းမလွန်ပါဘူးအဖေဖေကသူတို့ရဲ့အလုပ်သမားကို ဩဒါလောက်တော့ကျွန်တော်လည်းသိတာပေါ့ဖေဖေရဲ့ဒါပေမဲ့လူနဲ့လူချင်းရိုင်းပင်းဆက်ဆံတဲ့နေရာမှာစေတနာရောင်မြန်ဟတ်တဲ့စကားမျိုးတော့တအုပ်နဲ့တယောက်ကြားမှာအစားထိုးမပေးသင့်ဘူးလားဖေ ဒါဆိုလဲကျေးဇူးတင်ပါတယ်လို့ပြောလိုက်ရင်လုံလောက်နေတာပဲကွာခုတော့မင်းဥစ္စာကရွယ်တူချင်းသာရုတွားခေါ်နေတာဟိုးသားရဲ့ဟိုကဘယ်ခံကျင်ပါမလဲ သားအတွက်တာဓုခေါ်လိုက်တာမဟုတ်ပါဘူး အထာဖြင့်ဘယ်သူ့အတွက်မင်းကသာရုခေါ်လိုက်ရတာတော့ ဟောသူလာပေးကြတဲ့ကရှင့်ဖေဖေအတွက်ဆိုပြီးပြောထားတာကိုသားအတွက်ဆိုရင်တော့ဒီနေရာမှာကျေးဇူးတွေအခါတရားလို့ဖောဖောတီတီကြီးသုံးပြလိုက်မှာပေါ့ ဟာခက်တယ်ကွာခက်တယ်ခုတော့သူကဖေဖေကိုလားတိုင်နေဦးသားကိုကြည့်ဆုံးမထားပါတဲ့လူနေတော့ခြုံကြစိတ်နေတော့ပုံပြဆိုတာလို့သူ့ပေါ်ကိုရင့်ရင်သီးသီးနဲ့ဆက်ဆံလိုက်တာဟာဒီကဘာမှာသားပထမဆုံးနဲ့ဒီလိုသာဆက်ပြီးကျင့်သုံးနေရင်ဦးရဲ့အလုပ်ပါပြက်ပြုံးပြီးဏီကုန်းချုပ်သွားနိုင်တယ်ဆိုတာသတိထားပါတဲ့ ဗုဒ္ဓဝင်တွေကဇနဗရကလျာဏီမင်းသမီးဟာမာနအရာမှာတကုံးထူအောင်အလံလွင့်ခဲ့တယ်လို့သတင်းကြီးပေမဲ့လက်ရှိရာစုအတွင်းမှာတော့ဒနအလှကလျာဏုလို့စာစုပြင်ထားမလို့ဖြစ်နေပြီဖေဖေ အေး ဘာမဆိုလိုရာရအပူပင်ဆိုတာကိုပြာချအချောအလှမှာငါဟာဘယင်မဆိုပြီးနှထင်ကသွေးငယ်ရိပ်ပေါ်တက်ရွှေလက်ညှိုးနဲ့အောက်လက်ကိုထိုးပြီးမိုးတီအောင်မြင်မားခြင်းနဲ့သူရဲ့ဘဝင်ဆက်ကိုဒုတောက်ရက်ကမှန်ပဟုတ်ကဲ့ဖျားဆိုတဲ့လူဦးရေစီရင်စရာတဲ့မှာသာအပါမခံနိုင်ဘူးဖေဖေ ဒီခံစားမှာသားရဲ့တက္ကသိုလ်ကျောင်းပိတ်ရမှာခဏတစ်ဖြုတ်ပြန်လာပြီးအခုလိုအနားယူနေတဲ့အချိန်လေးမှာသူ့ဟာသူအေးအေးလူလူချမ်းချမ်းသာသာနေစမ်းပါစီကွာအဒီအိမ်မှာကသူ့တော်ဩဇာတအာနာရဲရဲ့ကွာအချာမကြီးနဲ့ခြံဝကဆိုင်ပုတ်ကူတောင်ရွှေရောင်တုတ်ပြီးကလျာဏုနာမည်နဲ့ပွဲထုတ်ထားတာကိုပဲကြည့်အေးသူ့ပါဇက်ကဖြုတ်ဆိုတာနဲ့အဖေအလုတ်ကပြုတ်ထားတဲ့ကရှေ့စင်နောက်စင်မိနစ်ပိုင်းမချဘူးဖြစ်သွားလိမ့်မယ်သားအဲ့ဒါကိုမင်းသတိထားပါကွာ ဟုတ်ကဲ့ပါဖေဖေလက်ညှိုးညွန်ရာကိုငွေဖြစ်ပြီးအခြေအမြင့်အခင်းကြီးတဲ့ပရိသေမင်းသမီးကိုအနေစနစ်အတွင်းစီးတဲ့ကနေပြီးခေါင်းငုံငုတ်လက်ကိုပိုက်သူ့အလိုလိုက်အကြိုက်ဆောင်ပြီးတော့ဟုတ်ကဲ့မှန်ပါပေါ့အလုံးတစ်ထောင်နဲ့နောက်နောင်ကိုဝေးဝေးကရှောင်ပြီးဆက်ဆံသွားပါမယ်လို့သာဂတိပြုပါတယ်ဖေဖေသာဂတိပြုပါ ချမ်းသာ လာပါပြီခင်ဗျာ ငါပြင်သွားစရာရှိလို့နေဖေကိုကားစင်နဲ့ပြင်ထားခိုင်းလိုက်စမ်း အမိန်တော်မြတ်အတိုင်းပါတယ်ခင်ဗျာ စကားကိုကောင်းကောင်းပြောနော် ဟောဗျာအမိတော်မှာအချင်းဖောက်ပြီးရောက်ရက်ခတ်ခလောက်ဆန်သွားရလောက်အောင်ဒီမောင်ကဘလို့ရက်တာဘလို့ဓာသနာတွေနဲ့မြတ်စကားမှားသွားလို့ပါလေ နေငါ့ကိုမခနဲ့နဲ့ အိုးခနဲ့လို့ရွဲလို့ပြုတ်တတ်တဲ့တင့်ကုန်တဲ့ကဘာမှမဟုတ်တဲ့ဟာပဲ အောင် အမိကိုအကြောင်းမဲ့ခနဲ့နေစရာမလိုပါဘူးဗျာရိုးရိုးသားသားတူပြီးနူးနူးညံ့ညံ့လိုက်လိုက်နာနာနဲ့ဆက်ဆံနေပြန်တော့လေအမိဟာကတမျိုးကြီးပါလားပေါင်ရသင်းရခက်လိုက်တာနော် ဒီမှာချမ်းသာနင်းအစင်တန်းနဲ့နင်းတွေ့ရအင်မတန်မှနှုတ်နဲ့သေးသိမ့်ပါသေးတယ်ဟဲ့ငါဆိုတဲ့ကလျာဏုကခြေပွားအောင်မှာပေတရားမြင့်နဲ့ခုံမခုပဲနဲ့အလံတရားမကကြိုမြင်တတ်ပြီးသားဆိုတာနင်းမြင်းမြင်းမှတ်ထားစမ်းပါသွားစမ်းငါပြောတာလို့ စောစောပိုင်းကအပြင်ထုတ်ထားတဲ့ကျုပ်ရဲ့စေတနာတွေကို
နေတရားမကပူပြင်းတဲ့အမိရဲ့စကားစစ်ခင်းတန်ကြောင့်ရင်တွင်းမှာပြန်လဲသိမ့်စီထားလိုက်ပြီမကလေးရနုခုချိန်ကစပြီးအမိစကားကိုစင်ချင်းချင်းပြန်ပြောပါ ဟာ ဒီလိုပုံဒီလိုအချိုးနဲ့ဆိုရင်မိုးကြီးချုပ်သွားရင်တော့အမိအလုတ်ဖြစ်မှာမဟုတ်ဘူးနော် အိုးနင်လိုအောက်တန်းလောက်တန်းစားတို့အရင်အလုတ်သမားရဲ့တားဦးများငါလေးလေးစားစားနဲ့ဆက်ဆန်းနေရအောင်မလားဟဲ့ ပညာရှိသတိဖြစ်ခဲ့တတ်ပါတယ်မကလေးရနေရာတိုင်းမှာကိုချင်းစာထင်ရမပြောနဲ့တဲ့ကိုချင်းစာနာတတ်မှုဟာကုညီမှုတစ်မျိုးပါပဲဒီတော့သိရမယ်လူချင်းအတူတူအစင်းအယောင်ခွဲကြနေလို့ရဘာအကျိုးထူးမှာဒီသူနေဒီခင်ဗျတင်မှုခဲ့ပါတယ်နော် အိုးမအိုးခင်မနာခင်မသေးခင်မှာတော့ကို့မှာရှိတဲ့မာနကိုရွတ်စင်ထားမှာပဲရှင်လောကမှာတစ်သက်တစ်ခါလူဖြစ်လာတဲ့အရာတာကိုမေတ္တာနဲ့ရောပြီးအပေါ်စားဖြစ်သွားတာမျိုးလက်မခံနိုင်ဘူးရှင်လက်မခံနိုင်ဘူး ကြာလဲကြာပါမအဟွာရဲ့အစင်းနဲ့မြင့်တဲ့လူတိုင်းတန်မိုးမရှိကြပါဘူးဗျာ ဘာ လူတန်မိုးဆိုတာကိုချင်းတရားပေါ်မှာသာအဆုံးဖြတ်ပေးနိုင်စွမ်းတတ်တာမျိုးပါ သွားစမ်းပါဒါရီယာအညတရသမားတွေရဲ့ရှက်လဲစာတွေတကယ်လူနေမှုစနစ်ကြောက်ထဲမှာကြာနေတဲ့အချိန်မျိုးမှာဒီကိုချင်းတရားကဘာအသုံးချလို့ရမှာလဲဒီမှာချမ်းသာနင်သိချဖို့ကတလောကလုံးကိုချုပ်ကင်ထားတဲ့အခရာလေးနှလုံးကငွေနဲ့ဂုံးဆိုတာနင့်ရဲ့အသေးထဲမှာမြင်းမြင်းဆွဆွဲထားစမ်းပါဒါပဲအဲ့ဒါဘယ်တော့မှမပြောင်းလဲတဲ့ကမ္ဘာအစဉ်အလာရဲ့နေရာမှာရှင် နားမပါတဲ့ပိတ်တာကိုအဘိဇ္ဇာတရားတွေစိတ်သုံးသွားအောင်ဟောကြားနေလို့လေသဘောတရားကိုဘယ်သိနိုင်မှာလဲလေအေးဗျာပြောမိတာတွေအားလုံးကိုပြန်လဲရုပ်သိမ်းပါ အိုးဒီလိုမျိုးအချိုတက်ပြီးပါဇက်ပိတ်လိုက်ရုံနဲ့ငါးပါရိုးပြီးရေငုံနေရတော့မှလားချမ်းသာရဲ့ ပြောခက်တယ်လေ နင့်ဖေကိုပြောလိုက် ကားထုတ်ဖို့ အဲ့ရလိတ်ပြင်ထားဖို့ဟေး ခုမှပဲဝစ်ကျွတ်တော့ မင်းကိုအလုပ်ဖြုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာများအယူခံပြင်းရင်သေးတယ်လဲမောင်ပြည့်စုံ မလို့အတော့ဘူးထင်ပါတယ်မမနုရဝါတစ်ခုကန်တစ်ခုမို့ကျွန်တော်သားပြုတ်မိတဲ့အမှုကိစ္စပေါ်မှာကျွန်တော်ပါပူးတွဲခံစားဖို့အတွက်အစဉ်စဉ်ပြင်ဆင်ထားပြီးသားပါဗျာ အော်ဦးတော့ကျမအများကြီးအားနာပါတယ်ရှင် မကလျာဏုနဲ့ပတ်သက်ပြီးကျွန်တော်တို့အခုလိုဆင်းခွင့်ရတာကိုပဲဝင်းသာလှပါ ဟာ ဘယ်လိုကွက်တူမောင်ရဲ့အန်တီသမီးကိုမင်းဘယ်လိုပြောလိုက်လဲ ။အော်ဒီလိုပါတော့ငွေဆိုတာကိုပန်းအိုးထိုးဂုံဆိုတာမျိုးကြတော့ရေချမ်းကပ်ပကသနာအရာမှာမီးပူဆိုပြီးမြစ်တာရဲ့အာနုဘော်ကိုမော်ရဖူးရမှမသိတဲ့ဒေတာမှာကျွန်တော်တို့ဆက်လက်ပြီးအခြေချနေမယ်ဆိုရင် အော် အနေလပေမဲ့အတွင်ညှိုးသွားဆိုရင်ဒါကြောင့်မလို့လောင်းရိပ်ခွာပွဲမှာအကြောင်းအတိတ်ကိုလဲမှာစာဆွဲမနေတော့ပဲတခါတည်းတန်ရောစဉ်ဖြတ်ခဲ့ပါရစီတော့ အော်ငွေမရှိလို့အောက်တန်းကြဂုံမလှလို့အနေစုပ်ပကာသနာရုပ်မတင်နဲ့လို့အဆင့်ငဲနေရတဲ့ကြားထဲကသွားဖြည့်ပြနေတာမြအမရဲ့ချမ်းသာရဲ့နိဟာနေလမ်းမှာလဲကြည့်ုံမကလို့ကဘာပဲပတ်ပတ်ဗရက်ကမွေးလာတဲ့သားဟာလောကမှာဘယ်တော့မှဂေါ်စီလာဖြစ်မလာဘူးမှ ပဒက်ကမွေးလို့ခေါ်စီလာဖြစ်မလာတာအသာထားပါမကလေး ဘာဖြစ်တော့ ခုနှစ်ဆောင်တိုက်ခန်းပေါ်မှာမွေးပြီးရွှေလင်မန်းနဲ့မိဘတွေကကျွေးထားပါရဲ့နဲ့တစ်ချိန်ကျတော့ခွေးစားသလိုတော့သမင်းကနတ်မမှန်ရေရက်ကြံနဲ့တုတ်တန်တစပြင်မှာဂရေ80တရေသားဘာကြောင့်တည်သွားရတယ်လဲအဲ့ဒါကိုစဉ်းစား အော်ဒါကတော့သူ့မှာပညာမှမရှိတာကိုဟဲ့ ဒီလိုလွယ်လွယ်မပြောနဲ့လေအဲ့ဒါသင်္ခါရမြင်လာသမျှပုပ်ပုရော့ရော့အားလုံးဟာအနိစ္စရဲ့သားကောင်လေးကြီးပဲတနည်းမဟုတ်တနည်းနဲ့တော့ပြည့်စည်ကြရစမြဲပါမှာချမ်းသာခြင်းဟာအစင်မဟုတ်တယ်လို့နှုတ်ပြိုခြင်းဟာလည်းထာဝရမမြဲပါဘူးတကယ်တော့မမ္မနာတရားဆိုတာပုထုဇဉ်အစားစားတွေကအသေးသိမ်ဆုံးအနိစ္စဆုံးသူရဲ့လက်သုံးဝါရတစ်ခုပါ ဟင်ဒါနေတို့သားမျိုးတက်မဲ့ချိုးနေပြောတဲ့သဘောဆိုတော့ကြည်စားချမ်းသာကြည်စားမအောင်မမီးတဲ့သမီးတို့မြအသေးသိမ်ဆုံးအနိစ္စဆုံးလူတွေတဲ့ ဟဲ့ပြည့်စုံ ပြောပါမမနု နေသားကိုနင်းကြည့်ဆုံးမထားဆုံးပြောနေတဲ့ကြကငါလက်ဝါးလေးရောလာပြီနော် လက်ဝါးရရင်ငွေရွှင်တတ်တယ်လို့ဘေးရင်တက်သဘောကပြောထားဘူးပါတယ်တော်တော်ဒါပေမဲ့အခုတော်တော်ရဲ့လက်ဝါးတွေကတစ်ဖက်သားပေါ်မှာလော်မာရိုင်းပြစိတ်အနေမလှဘူးဆိုတော့ဒီလောက်အရေးအခြေပြရင်သဘောပေါက်ပါတော့တော်တော်ရဲ့ အောင်မငါကဘာသဘောပေါက်အောင်မလဲဟဲ့ မာနကြီးသောသူတယောက်ရင်ဝင်တဲ့သူဒေါသအခိုးအငွေများထပ်မံဝင်ရောက်သွားသောအခါတွင်တဲ့ အဲ့ဒါဘာဖြစ်တယ်လဲဟဲ့ ကိလေသာမိန်လာတွင်တဲ့သူအဘိဇ္ဇာခွေးတွေကောင်ပုတ်ထပ်မံကြောက်ရောက်သွားတဲ့ကဲ့သို့မင်္ဂလာတုတ်တိဟူသည်လုံးဝမရှိနိုင်တော့ပါ၏တဲ့ အောင်မလေးတော်သဘူဒီပါလက်ရတောင်ကျုံနမိတ်ထုံးနဲ့ကျုံမှာဖွာဟဲလွဲပါစီပေးပါစီတော်
လူသားအမိများမင်းသားတွင်းကခွေးတိတ်ကောင်ဟုတ်ကဲ့ထွီအနေထိုင်အခြေကျပြီးကမှအလုတ်လက်မဲ့ဘဝပြန်ရောက်ရတဲ့ဖေဖေအတွက်ဒါစိတ်မကောင်းပါဘူးဖေဖေ ဖေဖေဘဝအတွက်ဖေဖေဝမ်းမနေပါဘူးသားရဲ့ဖေဖေတွေးနေတာကငါသားလေးရဲ့ရှေ့ရေးကိုဘလို့ရင်အေးရအောင်အစီအစဉ်ဆွဲပေးရမလဲလို့ဖေဖေအပြည့်ရှားနေတာပါကွယ် ဖေဖေရဲ့လောကရန်တရားကိုငွေကလည်းအနိုင်ယူမင်းမှုလို့မရတယ်ရွှေကလည်းစိုးမိုးအုပ်ချုပ်လို့မစွမ်းသာနိုင်ပါတကယ်တော့ဂုံပကာသနာဆိုတာလောကရန်ရေစည်းကြောင်းပေါ်မှာမျောပါနေကြရတဲ့တစ်တူဝါစာကလေးတွေဘဝမှာအင်အားချင်းပြိုင်ပြီးအနိုင်အရှုံးသတ်မှတ်လို့ရမယ်ဆိုရင်မေတ္တာတရားဟာလူသားတွေအတွက်ထာဝရအားကိုးရမယ်ယရနာတစ်ပါးပါစေတနာမှန်သောကံတရားဟာသားတို့ကိုကူညီဖို့အတွက်တဏှာရာကစောင့်ကြိုနေကြပါလိမ့်မယ်ဖေ ဟေ့ကောင်ကြီးမင်းပြည့်စုံမို့လားကွာ ဟာတငယ်ချင်းမင်းလူအေးကြည်စမ်းတို့တငယ်ချင်းနှစ်ယောက်ရွာကနေအတူတက်လာခဲ့ကြတာပွဲကွာသွားတဲ့14-15နှစ်အတွင်းမှာမင်းကတမဟုတ်ချင်းကြီးပွားချမ်းသာနေတာကိုငါပြစ်မှတ်တော့မမှတ်မိပါဘူးကွာ ကဲတငယ်ချင်းဒါတွေအသာထားလို့အထုပ်ပြေပိုးတွေခုမင်းဘယ်ကိုသွားမလို့လဲကွာပြောစမ်းပါ အေးလောလောဆယ်အတိုက်ပြက်လာလို့လက်ပံပင်အစ်စ်လိုက်ရှားနေတဲ့ဇရက်သားဖလို့ပဲပြောရတော့မလို့ဖြစ်နေပြီမင်းလူကြီးအလုတ်ပြုတ်လာတာဆိုပါတော့ကွာ ဟာဒါဆိုရင်တော့ဘာမှအားမငယ်နဲ့တငယ်ကြီးငါတယောက်လုံးရှိနေသားပဲကွာနေစမ်းပါဒါနဲ့အခုမင်းနဘေးနားမှာပါတာမင်းသားလားဟင် အေးလေကွာသူ့မေဆုံးပြီးကစားရွာကတက်လာကစားအခါလေသားအရွယ်လေးနဲ့ပါလာတယ်ငါသားလေးလေ ဟာဒီအရွယ်တော်ရောက်နေပြီကို အေး လာသားဖတ်နေအောင်ဆိုကားပေါ်တက်ကြအိမ်ရောက်မှငါအချင်းတွေအားလုံးပြောရအောင် ဖေဖေ ဘာလဲလူလေး စေတနာမှန်သောကံတရားဆိုတာမေတ္တာသမားတွေရဲ့နောက်မှာအရေးလိုလိုက်ပြီးကပ်ပါလာသမျှဆိုတာကိုပထမဆုံးအနေနဲ့တော့ဒါလက်ခံလိုက်မိပြီဖေဖေ ဒါပေါ့သားရဲ့ဒါပေါ့ကဲသားလာဟိကဲတငယ်ချင်းမင်းလူကြီး စူးစမ်းပါအောင်ကွာ မင်းအခုလိုတိုက်နေတာနဲ့ကားနဲ့နေရတယ်ဘဝစက်ကြောင်းလေးကိုတပ်ပြဟောင်းသဘောမျိုးနဲ့ပဲဖြစ်ဖြစ်ငါမသိရသေးလို့ကြားပါရစီဦးတငယ်ချင်း အော်အေးဒီလိုကွာတငယ်ချင်း အေး မင်းနဲ့ငါတယောက်တလန်းစီခွဲသွားပြီးတဲ့နောက်မှာငါလည်းငါဦးလေးအိမ်ကိုရောက်သွားခဲ့တယ်ဆိုပါတော့ကွာ အော် အဲ့ဒီအချိန်မှာငါဦးလေးကို၌ကစက်မှုလက်မှုလုပ်ငန်းကြီးတစ်ခုရဲ့ဦးစီးမန်နေဂျာဘဝဆိုတော့ငါလည်းအလွယ်တကူသူ့လုပ်ငန်းမှာပဲနေရာတနေရာရခဲ့တယ်ဆိုပါတော့ကွာ အေး အဲ့ဒီနောက်ပိုင်းကုသိုလ်ကမြတ်အလိုလျောက်မြင်မလာချိန်တန်တော့အလုတ်ဝင်ပြီးတော့၃နှစ်မြောက်တဲ့အချိန်မှာလုပ်ငန်းပိုင်ရှင်တထေးကငါရဲ့လုပ်ရည်ကန်ရည်အပေါ်မှာသဘောကျလို့ဆိုပြီးသူ့ရဲ့တူရီတော်သမီးနဲ့လက်ဆက်ပေးစားခဲ့တာပဲကွာ ဟာကောင်းလိုက်တဲ့ကုသိုလ်ကွာ အေးအဲ့ဒါလိုပေးစားပြီးတဲ့နှစ်မှာပဲငါရဲ့ရောက်ခမတထေးကြီးလဲကွယ်လွန်အနေဆာရောက်သွားရှာ အေး အဲ့ဒီနောက်တိုက်တွေခြံတွေကားတွေနဲ့လုပ်ငန်းမိုင်ပစ္စည်းတွေတို့လင်မယားနာမည်နဲ့ပြောင်းလဲပြီးငါပဲဆက်လက်ဦးစီးလာခဲ့ရတယ်ဆိုပါတော့တကယ်ချင်း ဟာ ဒါပေမဲ့ငါဘဝမှာအိမ်တော်ကြီးကကံမကောင်းခဲ့ဘူး အေး အဖေတစ်ခုသမီးတစ်ခုရှိတဲ့သူတို့ဘဝမှာသူ့အဖေစုံပြီးတဲ့နောက်နှစ်လဲကြာလာအဖေနဲ့သမီးရှေ့စင်နောက်စင်ဆိုလိုပါပဲမိတွင်နဲ့တွေ့တယ်ပြီးမိခင်ရောကလေးပါကွယ်လွန်သွားရှာတဲ့တကယ်ကြီး အိုးဖြစ်မှာဖြစ်ရပါလိမ့်တဲ့တငယ်ချင်း အေးအဲ့ဒီချိန်ကစပြီငါလည်းနောက်အိမ်တော်မပြုတ်တော့ဘူးဒီပစ္စည်းတွေကိုထိမ့်သိမ့်ရင်းနဲ့နေလာခဲ့တာဒီနေ့အထိပဲဆိုပါတော့လေ မင်းပြောသလိုဆိုရင်မင်းရောက်ခမကြီးကြံခဲ့တဲ့လုပ်ငန်းတွေကမနှဲမနှောပါပဲလားကွာ ဟုတ်တယ်တကယ်ချင်းဟုတ်တယ်ဟုတ် အေး လုတ်အားမောင်းဆိုတဲ့နာမည်ကိုသုံးပြီးဖွင့်လွှတ်ထားတဲ့လုပ်ငန်းတွေဟာသူပိုင်တွေကြီးပဲပေါ့ အေး သူကိုယ်တိုင်ကလုတ်အားကိုတန်ဖိုးထားကြိုးစားရင်းနဲ့တိုးတက်လာခဲ့ရတာပါဆိုတော့တမက်ရွေးတဲ့နေရာမှာတော့ဂုံပကံနာကိုဘေးချိတ်ပြီးတော့သူ့အိမ်ကြီးအောက်ကငါလိုအလုပ်သမားတစ်ယောက်ကိုရွေးချယ်ခဲ့တာပဲကြည့်လေ အခုမင်းလက်ထက်ကြတော့ရော
လုပ်ငန်းတွေကိုနိုင်နိုင်နင်းနင်းရှိရလားကွာ အဲ့ဒါပြောတာပေါ့ကွာ အေး ငါတယောက်တည်းဆိုတော့အနေချင်းကတိတာပေါ့ကွာ ဟောအေးပေါ့ အခုမင်းနဲ့တွေးလိုက်တော့ငါတအားတက်လာမိတာအမှန်ပဲကွာဒီနေ့ဒီချိန်ကစားပြီးမင်းတို့သားဖငါအိမ်မှာပဲနေ အေး ငါစားသလိုစားပြီးငါနဲ့ဒိုးတူပေါင်းပဲရှာဖွေစားတော့ကြတာပေါ့ကွာနော် ဟာကျေးဇူးမမေ့ပါဘူးတငယ်ချင်းဟာမမေ့ပါဘူးဟာ အေးမလိုပါဘူးကွာငါနဲ့ဘယ်လို့မှမပတ်သက်တဲ့ဒသိန်းတရံစားတွေတော့အလုပ်ထဲမှာနေရာပေးထားရသေးတာပဲကွာ အေး မင်းနဲ့ငါလိုငယ်ပေါင်းကြီးပေါ်တွေဖို့ရေမြင့်လေသမျှကြာလဲတင့်နေရမှာပေါ့ကွာ အေးပေါ့ကွာ ကဲငါတူမောင်လဲဘာမှအားငယ်မနေနဲ့တော့ဟဲ့မင်းအနေနဲ့မပြည့်စုံသေးတဲ့ပညာရေးကိုဆုံးခန်းတိုင်အောင်သာဆက်လိုက်ပြီးတော့ ဟုတ်ကဲ့ အားလုံးအစစအရာရာဦးတောင်းယူတယ်ကွာဒါနဲ့ဒီနေ့မင်းဘယ်နဲ့တန်းလဲကွာ ဟော10တန်းပါဦး အေးကျူးစားလိုက်စမ်းပါတူမောင်ကျူးစားလိုက်စမ်းပါဒီနေ့ကစားပြီးမင်းဟာတထေးရဲ့တူဖြစ်သွားပြီဘာတစ်ခုမှမျက်နှာမငယ်စေရဘူးဟဲ့ သမီးရဲ့သမီးလေး ရှင်လာပြီမမီရေ သမီး ရှင်မမီ ဒီနေ့ဘယ်ကိုသွားမှာလဲမမီဘယ်ထိလိုက်ဖို့ပေးရမလဲကဲပြော ဒီနေ့လေရိုစီရဲ့မွေးနေ့ရှိတယ်မမီရေ ဟုတ်လား ဟုတ်မမီရလေကြောက်ကုန်းထိလိုက်ဖို့ပြီနော်အချိန်ရတယ်မလားမမီရေ ရပါတယ်လေဒါပေမဲ့ကြောက်ကုန်းထိသွားအမှာဆိုတော့ ဟုတ်ကဲ့ သမီးအနေနဲ့မြန်မြန်လေးသာပြင်လိုက်နော် ကဲမမီ ဒီနေ့မမီတို့ပွဲကောင်းမှာဆိုတော့တထေးကတော့ဒေါ်ကြော့ကြော့တို့အိမ်ကိုဝိုင်းမစားခင်ရောက်သွားနိုင်မှကိုယ်စိတ်ကြိတ်နေရလေးရမှာသမီးလေးရဲ့ ဒါဆိုရင်ခဏလေးနော်မမီခဏလေးသမီးလေးသမီးမျက်နှာပေါင်တာလေးနည်းနည်းလေးတူပြီးစီးလာခဲ့မယ်နော်အော် ဘာလဲသမီး ဒါနဲ့မမီ ကဲပြော ဟုတ်တော့ကြလေမမီမိသွားမှစိုးလို့ ပြော သမီး ပါ လေး သမီးရဲ့ ဒီနေ့သုံးဖို့အတွက်ငွေ900လောက်ထုတ်ထားပြီးခင်နော် ရပါတယ်သမီးလေးရဲ့ရပါတယ်သမီးဖေဖေရှာဖွေစုဆောင်းခဲ့တဲ့ဒီငွေနဲ့ဒီပစ္စည်းတွေဟာဒီအမေနဲ့ဒီသမီးမှမသုံးရင်ဘယ်ကကြားလူတွေဝင်သုံးမှာလဲသမီးလေးရဲ့တော်ပြီလား900 ရသေးရင်တော့လူချင်နာပေါ့ ယူပါသမီးရေငါသမီးလေးမျက်နှာငယ်ဖို့ကအရေးကြီးပါတယ်ဒီလိုလက်မမီကဒီနေ့ငွေ1000တိတိယူပြီးတော့ငါသမီးလေးကငွေ1000တိတိကိုယူပြီးရိုစီငွေတွေကိုသွားလိုက်ပေါ့ဟုတ်ဘူးလားသမီးလေး ဒါမှတို့မမီကွာ ဟာကြည်စမ်းငါတူကြီးကအတော့ကိုအားကိုးနေရပြီပဲတော်ပါပြီကွာတော်ပါပြီနေပူကြီးထဲမှာချွေးတွေတန်တွေတော့ကြညပဲကြကျောင်းစာတွေမလုံနိုင်ပဲဖြစ်နေပါဦးထားခဲ့တန်ချောင်းတို့နဲ့ထားပြခဲ့သွားရေချိုးကြည့်တော့ ရပါတယ်ဦးရဲ့ဒီလိုចောင်းအားရက်ကလေးတွေမှာမှဝင်မကူရင်ဦးကိုကျွန်တော်ကူညီလုတ်ကင်ပေးရမယ့်အချိန်ပဲရှိတော့မှာလေနောက်ပြီးဒီလိုမကြာခဏဝင်ကူပေးပါမှကျွန်တော်လည်းအလုပ်သဘောကိုပို့ပြီးနားလည်လာမှာပေါ့ တဖြည်းဖြည်းတော့နားလေတက်ကျွန်းလာမှာပေါ့ကွာငါတို့ရဲ့လုံအားတန်မှုသိနားလေမှုကိုလည်းဥကုံယူပါတယ်ကွာဒါပေမဲ့ဘာပဲဖြစ်ဖြစ်တက္ကသိုလ်ကဘွဲတစ်ခုခုရအောင်တော့အရင်စူးစမ်းထားစေခြင်းတူမောင်းတနေ့ကျရင်ဒီအလုပ်တွေကိုမင်းကဝါသနာမပါဘူးဆိုရင်တောင်မှဥကဆိုအတင်းဦးစီးခိုင်းရမှာပဲကဲလာကွာတူမောင်းလက်တကပစ္စည်းတွေကိုအဲ့ဒီခုံပေါ်တင်ပစ်ခဲ့ရေမိုးချိုးပြီးအစင်သင်းလှုပ်ထားမင်းဖေဖေအပြင်ကပြန်လာရင်ဥတို့တလက်စားတဲ့ထမင်းစားလိုက်ကြရအောင် ဟုတ်ကဲ့ပါဦး ဦးမင်းလူဦးမင်းလူ ဟင်ဟိုဘက်ခြံကတတိဥကောက်မြတ်ပါလားဘာကိစ္စများအရေးတကြီးရှိလို့ပါလဲလာပါဥကောက်မြတ်လာပါကြော့ပါခင်ဗျဘာကိစ္စများအကြောင်းထူးရှိလို့ပါလေ ဒီလိုဦးမင်းလူရဲ့ကျုပ်အခုအစ်စင်ဘက်ကပြန်လာခဲ့တာပဲဗျ ဟုတ်ကဲ့ အဲ့ဒါလမ်းမှာကားတိုက်မှုတစ်ခုဖြစ်တဲ့ဆိုလို့စင်းကြည့်တော့ကားနံပါတ်ကရောအယောင်ကပါဦးမင်းလူရဲ့ကားဖြစ်နေတာကိုတွေ့ခဲ့ရတယ်ဗျ ဗျာ ဟုတ်တယ်ဦးမင်းလူရဲ့ကားပေါ်မှာပါလာတဲ့သူကိုတော့စေယုံကြီးကအရေးပေါ်ဌာနကိုခေါ်သွားကြတယ်ကားတစ်စီးလုံးလဲမြင်လို့မကောင်းအောင်ပျက်စီးသွားတာပဲဗျာ ဟုတ်ကဲ့ လူနာအခြေအနေကတော့ဘလို့နေမှမပြောတတ်ဘူးကားကိုဘယ်သူမောင်းသွားတာလဲဗျာ ဖယားကျွန်တော်တန်ငယ်ချင်းပြည့်စုံကိစ္စတခုနဲ့မင်္ဂလာတော်ဖက်လွတ်လိုက်တာပါဥကောက်မြတ်ရဲ့
ဒုက္ခပါပဲဗျာအနီးနားကလူတွေပြောဆောင်ကြတာကတော့အဝေးပြေးကုန်တင်ကားကြီးကဗရိတ်ပေါက်ပြီးဝင်တိုက်မိတာတဲ့ဗျ ဖျား ကဲလာဗျာတလက်စားတဲ့ကျွန်တော်ကားနဲ့ပဲစေုံသွားကြအောင် ကျေးဇူးပါပဲဗျာ ဖေဖေကျွန်တော်ဖေဖေကိုကဲကြပါအောင်ဦးတို့ရဲ့ကျွန်တော်ဖေဖေကိုကိုရပါအောင်မြင်လို့မှကောင်းကြသေးရဲ့လားဗျာ ဦးလည်းဦးတငယ်ချင်းတို့ဘယ်လိုဖြီလို့မှဖြီနိုင်မယ်မထင်တော့ပါဘူးတူမောင်ဦးတငယ်ချင်းရဲ့ဘဝဒီလိုအဖြစ်မျိုးနဲ့ကြုံရအောင်လို့ဦးကတမန်တက်ခေါ်ထားမိတယ်လို့တော့ဖြစ်နေတကယ်ပါတူမောင်တမန်လုံးကိုမျက်ွယ်ပြုတ်သွားခဲ့တဲ့တူမောင်ရဲ့ဖေဖေနဲ့ပတ်သက်ပြီးတူမောင်ရဲ့ဘဝကိုစားတဲ့တဘူတိုးနေတော်မြောက်ပြုစုပြောထောင်ပေးသွားဖို့ဦးတောင်းယူပါတယ်ကွာဦးတောင်းယူပါတယ်တူမောင်ကိုဦးအမွေစားအမွေကန်အဖြစ်မွေးစားမယ်ဆွေမျိုးတကောင်တမီးမှပေကန်ထောက်ပံ့စရာမရှိတဲ့ဥပ္ပဝါမှာဥပိုင်ပစ္စည်းတွေအားလုံးငါတူနာမနဲ့လွှဲပြောင်းပေးထားမယ်ဘာမှအားငယ်ပါနဲ့တူမောင်နောက်မှာဥတယောင်ရှိပါသေးတယ်ကွာကဲထားတူမောင်မင်းဖေဖေရဲ့ဇာဗနာကိစ္စအတွက်စီစဉ်စရာရှိတာတွေလည်းစီစဉ်ထားရအောင်ဥတို့ပြန်ကြပါစို့ရဲ့တူမောင်ရဲ့ ဖေဖေ ဘယ်လိုဘဝနဲ့ဘယ်လိုဝိရဲ့ဘယ်လိုကြမှာဟန္နာလေးသလဲမသိတော့ပါအဖမေတာဒီနေ့ငါအလိုဖြစ်ခဲ့ပါပြီတခါတော့ကကျွေးစရာဒီဒီတာဘဝနဲ့ချာဆရာတစ်ဖိဘဝယုံမနံကွာကြည်ခွဲစရာဖြစ်ရဲ့မပြေနိုင်မှာအနန္တကာရဲ့ဝင်ကြည်သူရှင်အတွက်ဆုတောင်းခဲ့ပါတယ်တခါသူပတိကောင်းရာမွန်ရာဒီဖြေရောက်အောင်တောင်းဆုပြုလျက်ပါ ဟေးခုတလောတိုက်ကြီးဘော်ကဒေါ်ထိတ်တွင်မှုတို့သားမိပြီငင်ကျသားကောင်းလာကြီးလားကွာဟေး ဩညီတဲ့သားကောင်းဆိုကလေးနှစ်တယောက်ဘုဒ္ဓလောကအိမ်အောင်ကျသွားတယ်လေ ဟမ် ဟောရှင်လည်းသိတယ်မဟုတ်လား ဟောအေးသိပါတယ်ခန်းခန်းနာနာမင်္ဂလာဆောင်လို့တော့မင်္ဂလာပွဲကိုတို့သွားသေးတယ်မဟုတ်လား အေးအဲ့ဒီနေမရကွဲသွားပြီတော့ ဟမ်ဟာယောက်ျားရတာဖြင့်တစ်နှစ်တောင်မပြည့်သေးဘူးပွဲသွားကြပြီဆိုတော့ မကွဲခံနိုင်မလားရှင် အေး ကလေးနုရဲ့အမေဒေါ်ထိတ်နေနုကြီးကအတော့ကိုဆိုတာရှင့်ကလေးနုခမညာဂျားကတစားကတနာစရာပါတော့ အေးဘောတစားကဖြစ်တာပေါ့ ဒီနေ့မမကြီးကိုကြည့်ရတာမျက်စိမျက်နှာလည်းမตาမရနဲ့နေမကောင်းဘူးလားဟင်မမကြီး အိုးရေးတဲ့အရေးသုံးမနားမလိုက်တော့မှတ်ကြည့်ရဲ့ဘယ်ကသာနေမကောင်းဖြစ်ရမလဲ ဒီနေ့ဘယ်လောက်တောင်ရှုံးလာလို့လေမမကြီးရဲ့တခါမှဒီလိုမျက်စိမျက်နှာပြက်တာမျိုးဖြစ်မလာဘူးပါဘူး အေးဟုတ်တယ်အရင်နေ့တုန်းကရှုံးလိုက်ရင်1000ဆိုတဲ့ငွေကအများဆုံးပဲဒီနေ့ဒိုင်းကိုမခံရင်စိမ့်နဲ့အင်္ဂယံကို9000နဲ့ထားပြီးအပြတ်ထိုးလိုက်တာအမလေးဟက်တက်ကိုကွဲတာပဲဟဲ့ကဲရှင်းမလားဟဲ့ရှင်းမလားဟဲ့ ဖယားဖြစ်မှဖြစ်ရလေမမကြီးရဲ့ပထမဘာမှအထားတဲ့ငွေလဲကိုဒုတိယစီးနေတဲ့ကားလဲပြုတ်တတိယအတွင်းပစ္စည်းတွေလဲပြောင်းအခုတော့ရွှေချောင်းပြောင်ပြောင်ဝင်းဟောင်ဘဝမျိုးနဲ့တည်းမကတော့ဘူးအဆောက်အဦတွေပါဖြုတ်ပြရမယ်ဆိုတော့နောက်ထပ်ဘာကြံအောင်မလဲစင်စင်စားစားလေးတွေလုပ်ပါအောင်မမကြီးရဲ့ โอ้ဒါညီးဘူးမပါပါဘူးငါကိစ္စငါသိတယ်ဒီမှာစိတ်ဆင်းရဲနေရတဲ့ကြားထဲညီကတမောက်ကဲသွား
ရှေ့ရေးနောက်ရေးတွေကိုသမီးနဲ့တိုင်နေရအောင်မယ်ငါသမီးကိုငါစီကိုလွှတ်လိုက်စမ်း အော်ဟုတ်ပါတယ်ဟိုသမီးဆိုမှမမကြီးကိုပြောဖို့တတိရတယ်ဟိုနေ့လေကလေ နေ့လေကလေးကအပြင်ကိုထွက်သွားတယ်ဆိုပါတော့ မဟုတ်ပါဘူးမမကြီးနေ့လေတုန်းကအော့အန်ပြီးအပေါ်ထပ်မှာမူးရဲသွားလို့ family doctor ကိုအိမ်ပြင်ရသေးတယ်မမရဲ့ အစားတွေဘာတွေများမှားသွားသလားမတ်ကျင်ရဲ့ဆရာဝန်ကဘာတွေပြောတာလဲကဲပြောစမ်း ဟိုသမီးလေးကလေးဟာနုမှာကိုဝင်3လတောင်ရှိနေပြီတဲ့ ဘာ အရှင်ပြေသွားပါပြီဦးမင်းမောင် ဟုတ်ကဲ့ နောက်ကိုတစုံတရာအသေးစိတ်ချိုးရင်းချက်ကလေးတွေရှိတယ်ဆိုရင်ကိုယ်တိုင်တကူးတကလားမနေပါနဲ့ဖုန်းဆက်အကြောင်းကြားလိုက်ရင်ကျွန်တော်အလုပ်သမားတယောက်လွှတ်ပေးလိုက်ပါမယ် ကျေးဇူးပါပဲကိုချမ်းသာရဲ့ကျွန်တော်တို့ဆက်ဆံလာခဲ့သမျှစက်မှုလက်မှုလုပ်ငန်းတွေထဲမှာရောကိုချမ်းသာတို့လုံအားမောင်အဖွဲ့ဟာဆက်ဆံရေးရောလုပ်ငန်းရောငွေရေးကြီးအတိုင်းတာရောအဖက်ဖက်ကပြည့်စုံတဲ့အဖွဲ့သားတွေဆိုတော့စိတ်ချမ်းသာတယ်ဗျာနောက်ကိုကျွန်တော်နဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေကိုလည်းလွှတ်ပေးလိုက်ပါဦးမယ်ကဲသွားမယ်နော် ကျေးဇူးပါပဲဦးမင်းမောင် ငါတူကြီးကတော့ငါလိုချင်တဲ့ပုံစံတွေအကုန်လုံးဝင်နေတာပါပဲလားဟေးဝမ်းသာတယ်ကွာဝမ်းသာတယ်ငါတူကြီးကိုမျက်နှာလွှဲပြီးဦးစီးခိုင်းတဲ့နေ့ကစပြီမိဟောင်းတွေလည်းစိတ်ချမ်းသာမိတ်တစ်တွေလည်းအများကြီးတိုးလာတယ်ဆိုတော့ငါတူကဆက်ဆံရေးနယ်ပယ်မှာဥရဲ့စံချိန်ကုန်တောင်ချိုးသွားပြီပဲလူသမားဆိုတာဒီလိုမှပေါ့ကွာ ဒါကတော့ဦးရဲ့လုပ်ငန်းဆိုတာဘယ်လုပ်ငန်းပဲဖြစ်ဖြစ်တူသောအကျိုးတော့ပြန်ပေးတာစမြဲပဲမို့ မှန်တယ်ကွာဒါသဘာဝပဲပေါ့ငါတူကဲလက်ဆက်မတော်သေးတဲ့အလုပ်ကလေးတွေကိုတန်ညောင်းတို့နဲ့လွှဲခဲ့ပြီအလုပ်စပွဲကိုခဏတော့လာခဲ့ပါအောင်ကွာဒီနေ့ငါတူကိုဦးပြောစရာတွေအများကြီးရှိတယ် ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ ငါတူကိုဒီစကားတွေပြောဖို့အတွက်အချိန်ယူလေ့လာနေနှစ်နဲ့ချီသွားပြီဆိုရင်ငါတူအံ့ဩသွားလိမ့်မလားတော့မပြောတတ်ဘူး ဗျာဘယ်လိုစကားမျိုးတွေမို့လို့ပါလဲဦး ဒီလိုတူမောင်ရဲ့ဖေဖေနဲ့ဦးဟာငယ်မွေးချံပေါက်တရေရဲတောက်ပြီးမျိုးကိုပြိုင်လို့ရောက်လာခဲ့ကြတယ်ဆိုတော့သိပြီးသားနော် ဟုတ်ကဲ့ပြပြမတည်ခင်ကတည်းကပြောပြထားလို့တိထားပြီးသားပါဦး အေးအဲ့ဒါလို့တူုံစင်ညီရင်အကိုလိုနေလာခဲ့ကြတယ်အမေဖေဖေဟာဦးရဲ့လုပ်ငန်းဝင်ကိစ္စရပ်တစ်ခုကိုဆောင်ရွက်ပေးရင်းနဲ့ကွယ်လွန်ခဲ့ရတယ်ဆိုတော့ဦးအနေနဲ့ယူကျိုးမရဖြစ်ခဲ့ရတယ်ကွာဒီအတွက်လဲကြံရဲခဲ့တဲ့သူ့ရဲ့ရင်သွေးငယ်လူပုံလဲမှာပွဲလဲတင့်ပါစီတော့ရဲ့လို့ဦးအနေနဲ့မင်းကိုမြေတော်မြောက်ပေးကြည့်ရှုဆောင်မလာခဲ့တာပဲဒါကဦးရဲ့တာမန်လူမှုရေးစိတ်ဓာတ်ပဲဆိုပါတော့ကွာဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာငါတို့ကြီးရဲ့တည်တတ်မှုလေးတွေရိုးသားစွာနဲ့ကြိုးစားတတ်မှုလေးတွေကိုဦးမြင်ခဲ့ရလေတော့ဦးတခုဆုံးဖြတ်မိတယ်ကွာ ပြောပါဦး ဦးဆုံးဖြတ်တာကတော့ဦးပိုင်ဆိုင်တဲ့အဆောက်အဦနဲ့လုပ်ငန်းကိစ္စအဝဝကိုငါတူကြီးနာမည်နဲ့အမွေစားအမွေခံလွှဲအပ်ပြီးတရားဘာဝနာဘက်ကိုမျက်နှာမူရရင်တင့်တော်လေမလားလို့ပါကွာ ဗျာ ရာဇဝင်ရိုင်းရိုင်းလေးမိကလေးရဲ့လူကမှစီးပွားရေးကကြစီးပြီးရက်ွက်အတင်းမှာချောင်းနှောင်းချောင်းရောက်မဆွေးရတဲ့အချိန်အခုလိုညီးကမလိမ်မာတဲ့ကိစ္စဆိုတော့ငါဘယ်လိုလုပ်ပြီးဒီရက်ွက်ထဲမှာဆက်နေရတော့မှလဲဟင်ပြောစမ်းပါဦးငါတဲပြောပါမမီပြောပါအခုလိုပြရတဲ့ကိစ္စတွေအားလုံးအဲ့ဒီသမီးရဲ့မိုက်ပြပါသမီးမိုက်ပြပါဒီနေ့အစားပြီမမီစီစဉ်သမျှကိုသမီးလက်မကကောင်းမခါပဲနားကတော့ပါမီမနာကလို့ရမလားမနာကလို့အညီရမလားငါကလောင်းကစားဝါသနာကြီးလို့မင်းအဖေပစ္စည်းတွေတက်ပြောင်းတာကပစ္စည်းသင်္ခါရဟဲ့ကြံဖန်ပြီးပြောင်းနေဖြစ်ရင်ဖြေနိုင်သေးတယ်ကဲဂရိုင်းပါမောင်ထုကိုသွားခေါငါစီကိုလှစ်လိုက်ဆန်း
ဒီကိစ္စငါကိုယ်တိုင်စီစဉ်မယ် ကိုတူကိုခေါ်ပြီးဘာတွေခိုင်းမလို့လေ လက်မကောနဲ့ခေါင်းမခါနဲ့ဝင်မပါနဲ့ငါစီစဉ်တာကိုနားထောင်သွားဖို့သွား အခုလေးနားကျင်နားတော့လေအခုလေးကိုကြည့်ရတာလဲတိတ်ပင်ပန်းနေကျွန်တော်ပဲစိန်ပိတ်လိုက်ပါမယ် ရတယ်တန်ချောင်းရတယ်မင်းကလေးလည်းတိတ်နေကောင်းသေးတာမဟုတ်ဘူးရှင်းရရှိတဲ့ငွေငါရှင်းပေးလိုက်မယ်မင်းပြန်တော့ အခုလေးဟာလူငယ်တော့တကယ့်ကိုစိတ်ထက်ကမြင့်မြတ်ပါပြီအခုလေးရဲ့ဒုသားဒီပေါ်မှာလဲတကယ့်ဆွေမျိုးချင်းချာနဲ့မချာကလိနာထားတယ်အလုပ်ပေါ်မှာလဲငါတတိပဲရဲ့လို့ဘယ်တော့မှမခုမကပ်ဘူးအလုပ်သမားတွေနဲ့ဒိုးတူပေါင်းပဲလက်ရည်တပြင်းပြီးစူးစမ်းလုပ်ကြတယ်ဒါကြောင့်မို့လဲဆရာကြီးကသူ့မှာရှိသမျှပစ္စည်းအလုံးကိုအခုလေးနာမည်နဲ့လွှဲပြောင်းပြီးတော့တရားရိပ်မှာစိတ်အေးလေးခိုးလုံသွားတာပဲဖြစ်မှာပါ ကဲရော့ဒီနေ့မင်းအတွက်ဟောဒီမှာတနေ့တာလုံအားကဟောတာကတိတမင်းကလေးကိုဆေးကုသဖို့အတွက်ငါပေးတာငွေတရားယူပါကွာယူစမ်းပါ ကျေးဇူးပါပဲအခုလေး ဒီမှာနောင်ကြီးတစိတ်ကျေးဇူးပြုလို့ဗျစိုင်ပိတ်ခန်ကြီးမှလာရတာတော့ခွင့်လွှတ်ပါနော် အော်ရပါတယ်ကျွန်တော်ဘာကူညီရမယ်ပြောပါ ကျွန်တော်ကအင်ဂျင်ထဲမှာအတန်းမီလာလို့ဘယ်တင်များပျော်သွားသလားမသိဘူးဗျဟုတ်စိတ်စနိုးပြီးတော့နားထောင်ကြည့်ပေးစမ်းပါဦးဆရာကြီး အော်ခဏလေးနော်ကျွန်တော်ပစ္စည်းတစ်တာလေးတွားယူလိုက်ဦး မြန်မြန်လေးတော့ကြည့်ပေးပါဆရာကြီးကျွန်တော်အရေးတကြီးတွားစရာရှိနေလို့နေစမ်းမအောင်ဆရာကအကိုလေးကိုချမ်းသာမလားဟင် ဟုတ်ပါတယ်ကျွန်တော်ချမ်းသာပါခင်ဗျားဘယ်သူများပါလဲ ဟာအကိုလေးရဲ့ကျွန်တော်မမှတ်မိတော့ဘူးလားဟင်ကျွန်တော်မက်ကလေးအနုလို့အိမ်ကမောင်ထူးလေးကိုလေးရဲ့ အေးဟုတ်ပေသားပဲမင်းဘက်ကမောင်ရိတ်ကကွဲနေတော့ငါလည်းတဲတဲကိုပဲမရှိဘူးဖြစ်သွားတယ်မောင်ထူးရဟာနေစမ်းမောင်မင်းကညာကြီးအချိန်မတော်ကြာမှာဘာတွေအရေးကြီးဖြစ်လာလို့ဘေးကိုတွားရအောင်ပါလေတိတ်အရေးကြီးနေငါကားကိုယူသွားလိမ့်ကွာ အကိုလေးနဲ့အခုလိုတွေ့ရတာဝမ်းသာတဲ့အကိုလေးအခုအကိုလေးနဲ့တွေ့မှကျွန်တော်ဆက်ရမယ့်ခီးကချီတုံချတုံဖြစ်သွားပြီအကိုလေးက ငါနဲ့တွေ့မှမင်းကဘာတွေများအတွေ့ပေါက်သွားလို့တော့ ဒီလိုပါအကိုလေးရဲ့အကိုလေးနဲ့ကျွန်တော်နဲ့ကဖုံးကွယ်ပြောရမယ့်သူတွေလည်းမဟုတ်ပါဘူးကျွန်တော်ရှင်းဆုံးပြောရရင်အကိုလေးရဲ့အိမ်ကကြီးကသူ့သမီးရဲ့ကလေးကိုစွန့်ပစ်ခိုင်းလို့ကျွန်တော်ထွက်လာခဲ့ရတာပါ ဘာကွာပြန်ပြောစမ်းဘလို့ဒေါ်တော်နုကသူ့မြင်းအရင်ကိုဘာဖြစ်လို့ရေးရစစ်စစ်စွန့်ပစ်ခိုင်းရတာလို့မမလေးရဲ့မိုက်ပြစ်တွေပေါ့အကိုလေးရဲ့မိန်းကလေးတန်မင်းနဲ့အပျော်ပါအားကြီးလွန်းတော့ တော်ပြီမောင်သူတော်ပြီငါနားလဲသွားပြီလက်ဆက်တတ်တော့ဒီလိုကိုရှူတော်ပေါင်းထောင်တောင်းနဲ့ချီပြီးတန်းစီကြည့်လိုက်မှကြက်တည်းတစ်စက်ကလေးမရှိတဲ့လောက်ရမျိုးတွေပါလားနေစမ်းမောင်ဒီကိစ္စကိုကလျာဏုကရောကြီးကြီးပြပြလက်ခံလိုက်တယ် ဒါကတော့မိခင်ရဲ့ရင်သွေးသူ့အနေနဲ့ဘယ်ရင်အေးနိုင်ပါလဲအကိုလေးရဲ့သူ့အမေရဲ့ဩဇာကိုမလွှမ်းမိုးနိုင်လို့လက်လွတ်လိုက်ရပြီနဲ့မျက်ရည်နဲ့မျက်ခွက်ကြမ်းခဲ့တယ်အကိုလေး ကောင်းပြီဒါဖြင့်ငါပြောသလိုမင်းကရောလိုက်နိုင်တယ် ပြောပါအကိုလေးကျွန်တော်လိုက်နာဖို့အစင်းနဲ့ပါ အေးကောင်းပြီဒါဖြင့်အဲ့ဒီကလေးကိုငါ့ကိုပေးခဲ့ငါမွေးစားမယ် ဗျာ ငါမွေးစားမယ်မောင်သူငါမွေးစားမယ်လူတစ်လုံးသူတစ်လုံးဖြစ်လာတဲ့အထိငါမြေတော်မြှောက်ပေးမယ်ဘယ်နဲ့လဲမင်းသဘောတူရဲ့ ဟာဘယ်နဲ့ပြောလိုက်ပါလိမ့်အကိုလေးရဲ့အကိုလေးရဲ့စီစဉ်တိုင်းအတိုင်းနဲ့အလွန်မွန်မြတ်ပါပြီလေကျွန်တော်လဲသူတို့အရေးကိုခိုနေရတဲ့သူမို့လို့သာသူတို့စကားကိုခေါင်းညိလာခဲ့ရတာပါဒီကိစ္စနဲ့ပတ်သက်ပြီးကလေးအတွက်စိတ်မကောင်းဖြစ်နေရတာပါအကိုလေးရဲ့ ကဲဒါဖြင့်ကားပေါ်မှာအိပ်ပျော်နေရှာတဲ့ကလေးငယ်လေးကိုငါစီကိုချီပြီးခေါ်လာခဲ့အနေဦးအရေးကြီးဆုံးကဒီကလေးကိုငါယူထားလိုက်တယ်ဆိုတာဘယ်သူမှမသိစရာဘူးနော် စိတ်ချပါအကိုလေးရဲ့သူတို့မင်းရင်လဲကျွန်တော်မျိုးစုံအထိတွားပြီးဆောင်ရွက်ခဲ့ပါပြီလို့လိန်ပြောလိုက်မှာပါပဲ ဟုတ်ပြီကဲရော့မင်းသုံးဖို့အတွက်ငါငွေ900ပေးလိုက်မယ်နောက်ကဘယ်လိုကိစ္စမျိုးနဲ့ဖြစ်ပါစေအကူကြီးလိုရင်လည်းငါစီလာခဲ့နှုတ်တော့လုံပါစေနော်ငါဒီလိုအခြေအနေမျိုးနဲ့ဖြစ်နေတယ်ဆိုတာလဲရောင်ပြီးတော့တွားမပြောမိစေနဲ့ စိတ်ချပါအကိုလေးရဲ့စိတ်ချစမ်းပါ အိုးအေးတိတ်ပါကလေးရဲ့တိတ်ပါနှလုံးသားမှာအရိပ်ဗလာအသေးမှာအစာမရှိမြစ်တာဆိုတာဘာဆိုဘာမှမသိတဲ့ဂုံဒနရိတ်ကမင်းကင်းလို့ဝေးကွာခဲ့ပါပြီကလေးရဲ့မင်းကိုအူမွေးမယ်တချင်းကမင်းအမေပြောခဲ့တဲ့ပကာသနလေလိုက်နိုင်တဲ့ကိုမဟာအလှအခြေဝိုင်းရံပြီးမိုက်အံတယ်လို့လေတူထဲမှာတင်ခြေဖြက်ပြလိုက်ချင်လို့
ဘာတဲ့ပတက်ကမွေးလာတဲ့သားဟာဘယ်တော့မှဂေါ်စီလာဖြစ်မလာဘူးအေးပတက်ကမွေးလာတဲ့သားဟာဂေါ်စီလာဖြစ်မလာပေမဲ့ကျင်နာမှုတမှုရိယဆိုတဲ့နှလုံးသားမရှိတဲ့အရက်ဒေသမှာတရေတီမွေးဖွားလာခဲ့ရတဲ့ကလေးဟာမြစ်တာကိုကိုးကွယ်တတ်ပြီးကျင်နာမှုတမှုရိယကိုအသက်လို့မြန်နှုတ်တတ်တဲ့တကယ်လူအဖိုးတန်လေးဖြစ်လာငါမွေးပြမယ်မကလေးကြီးငါမွေးပြမယ်ဟာကဲဒေါ်ကြီးနူရေကျွန်တော်အိမ်လာကလာတောင်းမှချောင်းနေကြီးနင်းစိုးပြမနေနဲ့အုံးဗျဘယ်လိုလဲလာကုန်ပြီးလို့2ရက်တောင်စွန့်နေပြီခုလိုလာတောင်းရတာဘယ်ကောင်းမှမလဲဗျာတခြားအိမ်ကတွေအားလုံးပေးပြီးနေပြီဗျစားစရာမရှိရောစရာရှိဆိုတာလို့လာကုန်ကနီးပြီဆိုတာနဲ့အိမ်လာကပြီးဖို့အတွက်ဦးဆုံးခေါင်းထဲမှာထည့်ပြီးသားပါငါတူရဲ့အခုဟာကတကယ်ကိုချောင်းဆိုးရင်ကြက်ဖြစ်ပြီးကိုရမယ်ပင်စင်လာစားလေးကိုတော့မှတော့မထုတ်နိုင်တဲ့အခြေအနေမျိုးပါကွယ်အဲ့တော့မနေ့ဖန်တော့ကြိုးစားပြီးလာပြီးပါမယ်ကွယ်အေးဗျာကျွန်တော်အနေနဲ့ကလည်းခဏခဏလာတောင်းမနေချင်ပါဘူးပြောတဲ့အတိုင်းမနေ့ပြန်ပြင်ဆင်သွားထုတ်ပြီးဒေါ်ကြီးနုကိုယ်တိုင်ပဲအိမ်လာပေးလဲပါတော့ဗျာကောင်းပါပြီငါတွေ့ရင်ကောင်းပါပြီတန်တရာရဲ့တကားဝမှာနှလုံးသားမပါတဲ့အပေါ်ယံဂုံဒနလှကိုထာဝရမှတ်ပြီးတော့ပကာသနလမ်းမကြီးပေါ်မှာဇုံရက်ခဲ့မိတယ်ငါအခုတော့အချီမဲ့အနေမဲ့မိကိုတွေ့တာစရာကင်းမိတဲ့ဘဝမျိုးနဲ့လောကရန်ဇိုးကိုရင်ဆိုင်တူးနေရပါဟုတ်လားအမေကလည်းပစ္စည်းဥစ္စာဂုံအင်္ဂါတွေပစ္စည်းယူရင်းခဲ့ရတဲ့စိတ်နဲ့အပိစ္ဆာရေရင်ကျုံးမှာအသက်နဲ့ခန္ဓာတကွဲစီမျောခဲ့ရတယ်ငါကြပြန်တော့လေမာနတရားတွေကြီးစိုးမှုကြောင့်အတိတ်တရားတွေကင်းကွာပြီးအစင်းမှမရှိနေရတယ်အကြံနာခဲ့ရတယ်နောက်ဆုံးအပြစ်မဲ့ငါရဲ့ရင်သွေးလေးနဲ့တကွဲစီရှင်ခွေးခွေးရခုတော့ဆိုငါသားလေးသာရှိနေအောင်မဆိုရင်လူလာရောက်ပြီးပေါ့မိမိရဲ့ပါးတွေပါသားရင်ဒါရီအားလုံးမိမိရဲ့ပါးတွေပါအနှစ်မရှိတာကိုအနှစ်ရှိပါတယ်လို့ယူဆပြီးအနှစ်ရှိတာကိုအနှစ်မရှိပါဘူးလို့လက်ခံယူကြည်လိုက်စားတဲ့ဒီမှန်မမြဘဝရဲ့အနှစ်သာရအစစ်ကိုမရရှိပဲဝိညာဉ်စိတ်ဆင်းရဲဤဆိုတဲ့ဓမ္မပရတရားအဆိုဟာအခုလက်ရှိဘဝကိုမီးမောင်းထိုးဥပမာပြပေးနေတာပဲဒီမှာဟဲ့လေကောင်းကောင်းလို့ကွာဒီစမ်းမောင်တော်အမောင်းကျောင်းနဲ့ကားပဲဟုတ်ပါရဲ့ကွာသူတို့ကတစ်စီးနဲ့တစ်စီးအပြိုင်မောင်းပြီးကြော်တက်တာအရေးမကြီးဘူးကွာလမ်းဘေးမှာရှောက်လာတဲ့ဒေါ်ကြီးကန်ကောင်းလို့တိုက်မခံရတယ်ကွာဒုက္ခပဲတော့ဘာဖြစ်သွားသေးလဲကျွန်တော်တို့ဘာကူညီပေးရမလဲအမှတ်တမဲ့လမ်းဘေးစီးလိုက်မှချီခောက်သွားတယ်နဲ့တူပါတယ်ခွေးဒုက္ခပဲကဲတကယ်ချင်းအငှားတစ်စီးတော့ခေါ်ကွာဒေါ်ကြီးပြောတာဟုတ်တယ်ကွာသူ့ကြည့်ရတဲ့လမ်းရှောက်နေတော့နေ့ရက်စေးကတစ်ခုကိုပို့ပေးရအောင်ကွာကျွန်တော်ဘယ်လိုအကူအညီမျိုးများပေးဖို့လိုအပ်ပါသလဲခင်ဗျာခဝေးဝေးတွေကဒေါ်ကြီးလဲနေတာတွေ့လို့ကားရက်ပြီးဝင်မေးတာပါ
ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာကျွန်တော်တို့ကလည်းအငှားကားတစ်စီးခေါ်မလို့ပြင်းနေတာပါအစင်းစင်းဖြစ်သွားတာပေါ့ဒီမှာဒေါ်ကြီးတယောက်ကားတစ်စီးကိုရှောင်ရင်းနဲ့ခြေခောက်ပြီးလဲသွားတာပြန်မထနိုင်တော့လို့နီးရဆေးကောင်းကိုပို့မလို့ပါခင်ဗျာ ဒါနဲ့မြန်ဗျာကျွန်တော်ကလာတာမြင်ရသားနဲ့လက်ပြကြီးတားလိုက်ရင်ပြီးရောပေါ့ ဩမတားရဲဘူးလေဗျာကိုဝိုင်ကားစီးတဲ့လူတော်များများကလမ်းပေါ်ကလူတွေကိုရောင်လို့တော့မှလှည့်မကြည့်ကြတာကများတယ်မဟုတ်လားနောင်ကြီးရဲ့အခုတော့မှနောင်ကြီးအသိစိတ်နဲ့နောင်ကြီးကားရပ်ပြီးလာမေးလို့အကူကြီးတောင်းရတာပါဗျာ ဟုတ်တယ်ဗျာဟုတ်တယ် ဒါကတော့ဗျာလူချင်းရိုင်းမိကူညီရမယ်လူမှုရေးမင်္ဂလာတရားတော်အရာဆိုတော့ဗျာကဲဒေါ်ကြီးကိုကျွန်တော်ကားပေါ်တင်ပေးကြပါဦးဗျာ လာမကြပါဘူး ဒေါ်ကြီးအခုသူကျွန်တော်ရဲ့မြစ်တာပဲပေါ့ဗျာကျွန်တော်ဒေါက်တာတယောက်ပါ အော်ကလေးရွှေလင်းနေမလိုက်အောင်နှလုံးသားကမမြတ်တန့်စင်လိုက်လားကွယ်တို့ဟာကလေးရွယ်တုန်းကကလေးလူစိတ်မျိုးမမွေးနိုင်ခဲ့ပဲမာနတွေတကွန်ထူးပြီးငါလိုလူစပူမရှိဘူးလို့ကြွေးကြော်မောက်မာခဲ့ပြီးပါလေကလေးရဲ့နှလုံးသားထဲမှာဒီလိုအသိဉာဏ်အလိမ္မာတွေဝင်လာဘလို့အမိမျိုးကများမွေးထုတ်ပေးခဲ့ပါလိမ့်ကွယ်ကလေးတော်မှဒီလောက်နူးညံ့သိနေတဲ့မြစ်တာဓမ္မလေးဖြစ်နေခဲ့ရင်ကလေးရဲ့မိခင်ဟာလည်းလူမအမျိုးဆိုသလိုတကယ့်ကိုအဖိုးတန်နှလုံးသားနဲ့မုံမြတ်တဲ့လူဒန်းစားတွေကပဲဖြစ်ရမယ် တော်ဘာတွေစဉ်းစားနေတာလဲခြေတော့ကတန်ရကနာနေသေးလို့လား အော်မဟုတ်ပါဘူးတာရင်မဟုတ်ပါဘူးဒဏ်ရာကငါသားလေးရဲ့မြစ်တာနဲ့တင်တဝက်ပြောက်ကင်းနေပါပြီကွယ်တို့စဉ်းစားနေတာကသားလေးရဲ့မိဘများအကြောင်းကိုပါဒါနဲ့သားရဲ့အဖေနဲ့မိရောမမြင်ပါလားကွယ် ကျွန်တော်ဘဝမှာအဖေရင်းနဲ့အမေရင်းကိုအခုချိန်လေးမမြင်ခဲ့ရသေးပါဘူးတော်တော်ရဲ့ကျွန်တော်မှာအဖေနဲ့အမေဆိုတာကလည်းမရှိပါဘူးသားလေးမှာအဖေနဲ့အမေမရှိဘူးဟုတ်လားဟုတ်ပါတယ်တော်တော်အခုကျွန်တော်ရဲ့ဖေဖေဟာကျွေးဖေဖေပါကျွန်တော်ကိုငယ်ငယ်ကလေးကဝီဇာဆောင်ရှောက်ပြီးပဲ့ပင်ထိန်းသိမ်းလာတဲ့ကျေးဇူးရှင်ကြီးပါဗျာအခုဖေဖေအပြင်သွားနေလို့တော်တော်မတွေ့ရတာပါဖေဖေကလည်းကျွန်တော်လိုပဲလူဒန်းစားမခွဲတတ်ပါဘူးရှုံပါရဲ့ကွယ်ရှုံပါရဲ့အပွေးမြင်လေးကအပင်ရဲ့အချင်းကြီးကိုအကဲခတ်မိပြီးသားပါကဲတော်တော်အကုန်လုံးကတော်တော်ပြောတဲ့အတိုင်းဒီနေ့အခုတော်တော်အနာကြီးနဲ့ပင်စင်သွားထုံမနေပါနဲ့တော့တန်ရအနာတက်တာမှအီးစီသွားပါတော်တော်စီတော်တော်ရဲ့အခက်ခဲလေးတွေအားလုံးပြည်တယ်သွားအောင်အတွက်ကျွန်တော်ငွေ900ကတော့လိုက်ပါမယ်အိုးမဟုတ်တာပဲတာကြီးနေပါစီကွယ်နေပါစီကတော့ခံမှာတော်တော်ရဲ့ကျွန်တော်မှအမေဆိုတာရှိခဲ့ရင်တော်တော်အမေအရွယ်လောက်ပဲရှိမှာပါတော်တော်ကိုကျွန်တော်အမေရွယ်မှုအမေလိုအာယုံပြုခံစားပြီးအမေကိုစားကတော့လိုက်တယ်လို့သဘောထားပါတော်တော်ရဲ့ကျွန်တော်ဟာမိခင်ရင်ငွေကင်းကွာပြီးကြီးပင်ခဲ့ရတဲ့မိဘမဲ့သားတယောက်မျိုးကျွန်တော်ကိုဘဝစစ်တိုင်းမိနဲ့ဖနဲ့စုံစုံလင်လင်နေရပါစေလို့ဤဆိုတဲ့ဆူတောင်းလေးတစ်ခုပြန်လည်ပေးခဲ့ရင်ကျွန်တော်ကျေနပ်ပါပြီဗျာဖြစ်ရလေကလေးတို့မှလေပါလီသာရှိခဲ့ရင်ကလေးရွယ်လောက်ပဲနေမှာပါအော်သူကမိခင်ရဲ့မြတ်တော်မခံစားခဲ့ဘူးရှာတော့တန်တန်တာမိမိရရှာထမိုင်းအေးကွယ်ခုရငါသားလေးပြောတယ်လို့ဘဝဆက်တိုင်းမိနေဖနေစုံစုံနေနေဥမကွဲတိုင်းတစ်ပြည့်နေရပါစေတော်ဆူတောင်းပေးလိုက်ပါတယ်တာကြီးပြီးတဲ့ဆုနဲ့ပြရပါလို့တော်တော်ရဲ့တားလူလေးမောင်မြင့်တာလာပြီဖေဖေလာပြီတားဒီမှာလုံနာတယောက်ကိုဆေးတယ်ပြီးပတိစီပေးနေလို့ပါဩအေးနေဘာကိစ္စမှထွေထူးထူးမရှိပါဘူးတားသားကိုမမြင်လို့ခေါ်ကြည့်မိတာဩဒါနဲ့တော့ပဲတော်တော်ကိုကျွန်တော်ဖေဖေနဲ့မိတ်ဆက်ပေးရအောင်မယ်ကျွန်တော်ရဲ့ကျေးဇူးရှင်ကျွေးဖေဖေဆိုတာလေဒီမှာတော်ဖေဖေနာမည်ကကိုချမ်းသာတဲ့ရှင်ကိုချမ်းသာမကလျာဏုထင်မလွဲနိုင်ဘူးထင်ပါရဲ့နော်ဟုတ်ပါတယ်ကိုချမ်းသာရဲ့ကျမကလျာဏုပါအော်
ဒီကသားလေးရဲ့ဖခင်တတိဆိုတာကိုချမ်းသာကို ကျွန်တော်တထေးကြီးမဟုတ်ပါဘူးမကလေးကျွန်တော်ဟာလူတွေတဲကအပူတဲ့တမန်လူစင်းရဲသားတယောက် ။အိုးမဟုတ်တာပဲကိုချမ်းသာရဲ့။ဒီတဲ့ပဲချမ်းသာအောင်မလား အသက်ကြီးပြီးမရဏစခန်းကိုပန်းဝင်ဖို့နီးနေတာတော့မှချမ်းသာခြင်းအစစ်နဲ့ဆင်းရဲခြင်းအမှန်ကိုဝေဖန်ပိုင်းခြားမှုမပြုတ်တတ်သေးဘူးလားမကလေး ။ရှင် ကဲဒါဖြင့်ကျုပ်မင်းကျုပ်ကမကလေးကဘာကိုကြည့်ပြီးတထေးပွဲတက်ပေးနေရတာတော့ဟမ် စီးစိမ်ဥစ္စာနဲ့အချွေရန်သင်းမင်းတွေကိုကြည့်ပြီးတတိလို့ခေါ်မိတာပါ အဲ့ဒါကအိုနာသေးပေးမလို့သေးတဲ့အနိစ္စရသားကောင်ဒုက္ခမီးတောင်ကိုအပေါ်ရန်ရွှေရည်စိမ်ပြီးဟာဆောင်မျက်နှာပုံဆွတ်ထားတဲ့ချမ်းသာမှုအတုကြီးမကလေးကျုပ်လည်းတနေ့ခမည်းလိုပဲအိုရအောင်အများသူငါတွေလိုပဲဇောသုံးနံပြန်ပြီးမချိမဆန်သေရအောင်ကဲအဲ့ဒါတထေးတဲ့တကယ်တထေးတကယ်လူချမ်းသာဆိုတာကအဲ့ဒီဒုက္ခတရားတွေနဲ့ကင်းပြီးတန်တရားဝဆင်းရဲ့အပေါင်းကလွတ်ကင်းလွတ်မြောက်သွားနိုင်တဲ့ပုံကိုယ်တွေကိုမှခေါ်တဲ့ခေါ်လိုက်တာမျိုးပဲစဉ်းစားကြည့်လေကျုပ်ပြောတဲ့အထက်မှာအမားတွေများရောနှောနေသေးသလားမကဲ ။အိုးမမှားပါဘူးကိုချမ်းသာရဲ့ ဟုတ်တယ်ဘယ်မှလိမ့်မလဲအဲ့ဒါကျုပ်တက်လို့တိလို့လူတွေညက်လုတ်ပြီးပြောနေတာမဟုတ်ဘူးတရားသဘောနဲ့ရှင်ပြီးဖျားဟောတဲ့အမြင်ကိုကုသိုလ်ရအောင်ကြားကနေပြီးအမိကိုဖောက်တဲ့ချင်ရင်ဓမ္မဒါနပြုနေတာပါ ။ကျမအမြင်ကြီးအများကြီးမှားခဲ့ပါတယ်ကိုချမ်းသာရဲ့။ကျမကိုခွင့်လွတ်ပါရှင် ခွင့်လို့ဖို့တောင်းပန်ရမှာကကျွန်တော်မဟုတ်ဘူးလောကရန်တရား ။အဲ့ဒီလောကရန်တရားကိုဝင်ချပါတယ်ဆိုရင်ရော အမိအတိအမှတ်မပြုဘဲနှိမ့်ချစွန့်ပယ်ထားခဲ့တဲ့မေတ္တာတရားကဘယ်ကျေနပ်နိုင်အောင်ပါတဲ့လေ မေတ္တာကြွေးကိုတရားဝါများပေါ်မှာနိနာခံပြီးအတိုးရင်းမှပေးဆက်လိုက်မယ်ဆိုရင်ရော သစ္စာတရားကသူ့ရှင်မှာဂရိဝန်ခံလက်မှတ်ထုတ်ခိုင်းအောင်ပါပေါ့ သေးစုမကပွင့်တော်မူခဲ့တဲ့မြတ်ဖျားတွေကိုဥထိတ်မှထားပြီးသစ္စာတရားရဲ့ရှေ့မှောက်မှာဝန်ခံဂရိပြုလိုက်မယ်ဆိုရင်တော့ကျင့်နိုင်ကောင်းပါရဲ့နော် ဝိပဿနာဘာဝနာနဲ့မဲ့ခင်၈ပါးတရားတော်ကိုကြင်ကြံအားထုတ်မှုမရှိသေးဘူးဆိုရင်တော့တမ္မာပြည့်မဲ့လူသားတယောက်အနေနဲ့လေထဲမှာစက်ကြာလွင့်တယ်လို့တန်တရားအစစ်စစ်လဲနေအောင်ပါပဲပေါ့ ခုချမ်းသာပြောတာတွေအားလုံးကိုပြီးမြောက်အောင်လိုက်နာကျင့်သုံးခဲ့ရင်ရော တကယ်အစစ်အမှန်ချမ်းသာတဲ့တတိဖြစ်ပြီးပုံမကလေးအဲ့ဒီအချိန်ကြရဲ့မအိုမနာမတေရအောင်တားစီးပေးနိုင်တဲ့ဆေးစွမ်းကောင်းတွေလဲဝယ်လို့ရပြီတောက်လို့ရပြီတားစီးလို့ရနိုင်ပြီလောကမှာတရားရည်ဟာငွေနဲ့ပေးဝယ်လို့မရဘူးဆိုတာကိုမက်ကလေးကသဘောပေါက်ထားရင်လူအောက်တန်းကဘယ်ဖြစ်တော့မှလဲဗျ ဟာဝင်းသားလိုက်တာကိုချမ်းသာရဲ့အခုကိုချမ်းသာပြီးတဲ့စိန်းကြီးကိုယ်တိုင်ဖော်ဆက်တောက်သုံးရင်းကနေပြီးလက်လန်းမီယာတော်ဝါတွေကိုလည်းကျမအနေနဲ့ဓမ္မဒါနပြုပေးသွားပါမယ်ရှင် တာဓုဗျာတာဓုတာဓု ။အော်ကြီးစမ်းဖေဖေနဲ့ဒေါ်တော်တို့ကတိုက်တိုက်ဆိုင်ဆိုင်ကြီးအတိမိတ်ဆွေတွေဖြစ်နေတာကိုဖေဖေနဲ့ဒေါ်တော်တို့ရဲ့ဆွေးနွေးခန်းကိုသဘောကျပြီးနားထောင်နေပြီးတာနဲ့ဘယ်တော့မှသိနေတာလဲလို့တော့မေးဖို့မေ့သွားတယ် သိနေတာကြာပြီဆိုပါတော့သားရဲ့သူ့အနေနဲ့မြစ်တာကိုအခွန်ခွာပြစ်သစ္စာကိုနွန်မှနှစ်ပြီးချစ်တာကိုယွန်စရာအဖြစ်တတ်မှတ်ထားတဲ့ကာလကလေးကဖေဖေနဲ့သိနေခဲ့ကြတယ် ဘယ်လိုပြောလိုက်တယ်ဖေဖေ ဒီလိုသားကံအကြောင်းတရားတိုက်ဆိုင်လွန်းလို့မမျော်လင့်ပဲပြန်လဲဆုံတွေ့ခဲ့ရတဲ့ဖေဖေနဲ့မင်းတော်တော်ရဲ့ဘဝနောက်ကျောင်းတွေကိုသားသိရတယ်။သားအများကြီးအော်ဝန်တာမှုတွေခံစားသွားရမှာ ဟုတ်ပါတယ်သားရဲ့တို့ဟာတချီနုံးကဆိုရင်အခုသားရဲ့နှလုံးသားအနေထားမျိုးကိုမဆူထားနဲ့တာမန်ကြောသားရင်သားစိတ်နဲ့တောင်မှကိုနဲ့ပတ်သက်တဲ့အတိုင်းအင်းကိုအရှိအယောင်လုံးမှမပြခဲ့ဘူးငါဆိုတဲ့မတိတရားမာမာနအားတွေကိုတကယ်မပိုင်တဲ့အဆောင်ရောင်ပကာသနာအများစုပေါ်မှာအလေးထားပြီးချိုးနှိမ်နှိမ်နဲ့အပေါ်ကြီးကဆက်ဆံခဲ့ပြီးပါတယ်သားရဲ့ဒါတွေဟာတို့ရဲ့မဟာအမှားတွေပါလို့မြတ်ဖျားရှိမှာဝန်ခံလက်စုံမိုးပြီးရှစ်ခုတောင်းပန်ဖို့လဲဝန်မလေးပါဘူးကွယ်အရှင်းဆုံးပြောရရင်တော့အခုသားရဲ့ဖေဖေဟာတို့ရဲ့မောက်မာမှုဂုံအဆင့်တန်းထားမှုပကာသနာကိုရှိရန်တည်မှုတွေအောက်မှာသူ့ဘဝကိုခိတ္တရာကြီးစိတ်နောက်ခံပြီးအရှိပြောက်နေတံခမ်းတဲ့ဘဝကိုရောက်ခဲ့ရပါတယ်သားရဲ့ မက်ကလေးကပြောတဲ့သဘောတရားတွေကကျွန်တော်အနေနဲ့ရေတော့မပြစ်ပဲစေတနာတရားနဲ့ဖြေတာပါသေးတယ်ကျွန်တော်ပြောတဲ့ဘဝနောက်ကျောင်းဆိုတာကအဲ့ဒီဓာတ်ပြားဟောင်းကိုပြန်ဖွင့်လိုက်ရင်မက်ကလေးကရင်ပွင့်မတက်ခံစားသွားရမှာ ရှင် ဟုတ်ပါတယ်
ကျုပ်တခါထပ်ပြောရင်တခါရှင်းပြီးအခါတရပြောရင်မက်ကလေးရဲ့ကြည်လင်တောက်ပါနေတဲ့မျက်လုံးအစုံဟာတတ္တလောကကြီးကိုဘာဆိုဘာမှမြင်တော့မှာမဟုတ်တော့ဘူးပြောပါကိုချမ်းသာရေပြောပါမက်ကလေးအနေနဲ့လောကဓာတ်ပြဿနာတွေအားလုံးကိုပြည်ပုံးကားချပြီးနှလုံးသားကိုတာမဏိလိုအတိတရားနဲ့ကြားကန်လိုက်ပြီးမှအမားအမှန်ကိုကြံ့ညက်ခံနိုင်အောင်အရင်ကြိုးစားထားလိုက်ပါဦးကိုချမ်းသာရေတက်လွင်တောက်ပါပြီးအယောင်စင်းပတာရတွေနဲ့ဝင့်ကြွားထေဝါတဲ့အရာဝတ္ထုတွေအားလုံးရဲ့လမ်းဆုံးဟာလမ်းဘေးကအမှိုက်ပုံးပါဒီလိုပါလေသူရဲ့ငါရဲ့ယောက်ျားမိမရဲ့ဘယ်သူဘယ်ဝါရဲ့ဆိုတဲ့ကုတုဇင်လူသားတွေရဲ့ဏိကုံးဟာလေတုတ်တန်တစပြင်းနဲ့တင်းငိမ့်ကုန်ပါဒီတော့မြင်သမျှသင်္ခါရလောကကြီးထဲမှာကျမဘာဆိုဘာမှမခံစားတော့ပါဘူးရှင်တကယ်ပြောနေတာလားမက်ကလေးကျုပ်ကိုထက်ခါနဲ့အဲ့ဒီဂရိတရားမျိုးအခါတရားလောက်ပေးနိုင်မှာမစဉ်းစားစမ်းပါကျမဂရိပေးပါတယ်ကိုချမ်းသာကဲဒါဆိုရင်သားလူလေးမောင်မြတ်တာခင်ဗျာဖေဖေမြင့်မို့တောင်ဦးမကကျူးတဲ့မိဘရဲ့ကျေးဇူးတရားတွေကိုစိတ်အာယုန်ထဲမှာကြီးကြီးလင်းလင်းထားပြီးသူကငါ့အတွက်မရဏရှင်သေမင်းရဲ့လက်ထဲမှာအသက်ကိုဝါကွယ်အနှင်းပြီးလူလောကတဲ့ကိုဆင်းသက်ရအောင်မွေးဖွားပေးခဲ့တဲ့မိခင်အရင်တယောက်ပါလားဆိုတဲ့ဂုံအင်္ဂါမေတ္တာစမ်းရည်တွေနဲ့မင်းရေးလို့မင်းတော်ကိုခေါ်လိုက်စမ်းသာဗျာဒီတော်ကြီးဟာကျွန်တော်မေမလွဲပါဘူးသားရဲ့အိုးကိုချမ်းသာရှင်ကလေးကိုဘာတွေရှောက်ပြောနေတာလဲကျမဟာသူ့မိမမဟုတ်ပဲဒါကြောင့်မက်ကလေးကိုထက်ခါဂရိတွေတောင်းနေတာပေါ့ဗျာမယုံမရှိလေနဲ့မက်ကလေးမယုံမရှိလေမက်ကလေးရဲ့မိခင်ကြီးကအတိအမြင်တွေပေါ်မှာမသိစိတ်တွေဖုံးလွှမ်းပြီးတော့လမ်းပေါ်မှာမောင်ထူးကိုပြစ်ထားခိုင်းလိုက်တဲ့ကလေးငယ်လေးဟာဟောဒီကကျွန်တော်ရဲ့မွေးစားသားမြစ်တာသမားလေးမောင်မြစ်တာမှမောင်မြစ်တာအစ်စ်ပါဗျာရှင်ပဒကမွေးလာတဲ့သားသမီးဟာဂေါ်စီလာဖြစ်မလာပေမဲ့မြစ်တာအပေါ်စီလောမှာပကသနာအရေးဆန်းထားတဲ့အတုရောင်အတိုင်းအဝိုင်းကမွေးဖွားလာခဲ့တဲ့ရင်သွေးငယ်တယောက်ပါအစေအသွေးကြွယ်တဲ့လူနေမှုလိုင်းမှန်ပေါ်မှာအခိုင်ခံအစေခံမြစ်တာတရံတယုံတကယ်အမှန်အဟုတ်ကွဲထုတ်ထားပါလို့ဆိုရင်မက်ကလေးတယောက်ဘလို့များထပ်မှခံစားရမလို့မပြောတတ်ဘူး။အိုးဒီအကြောင်းတွေကိုမောင်ထူးနဲ့တွေ့ရင်မက်ကလေးရဲ့ရင်ထဲမှာအဖြေမရှာရဘဲနဲ့ပြဿနာရှင်းသွားမှာပါကျမကိုချမ်းသာရဲ့နှလုံးသားတူပြိုင်အနိုင်လို့မစွမ်းနိုင်တော့ပါဘူးရှင်ကျမရဲ့အတိတ်ကအရေးဆိုးတွေနဲ့မမနာမြူကိုရီကိုချမ်းသာရဲ့မြစ်တာတန်ဖိုးအောင်ဒုထောက်ဝင်ချရှိခိုးကြောခဲ့ပြီဟာစီဒုတိယအချိန်မက်ကလေးရဲ့မြစ်တာစာအင်္ဂလိပ်ဖွင့်လှစ်ပွဲအခမ်းအနားမှာမြစ်တာကြွေးကြော်သံဖြစ်နောက်တစ်ခါကျုပ်ကတာဓုပါလို့ကောင်းချီထောပနာပြုလိုက်စမ်းပါရစီတော့ဗျာမိအတ္တမောင်တို့တကယ်ကြည့်ကြပါစေနတ္တတရားကိုသိထားဖို့လိုပေသပကဒနာမာနနောက်ဆုံးလျှော့ချယူရရမလဲအဝိဇ္ဇာစိတ်နာပိစ္ဆာသူသောမိုက်ပေါင်းတွေထိษယစိတ်ကစိတ်ဓာတ်တွေတလွဲမှရင်မတွေ့မာတကောင်နောင်တာရကြမလဲလောကတန်ဆိုသောတရားရဲ့သဘောမှန်ဆိုထားခဲ့ပြီမူမဲကြီးမဲပြုံးမဲမဲ့မဲလွမ်းမဲဆွေးမဲလေကွဲကွာခြင်းကြုံတွေ့ခြင်းဆုံတွေ့ခြင်းဒီထားလို့သိထားကြစီအတ္တမမတကယ်ကျင်းကြပါစေနတ္တတရားကိုသိထားဖို့လိုပေအိုနေမြစုညောင်းကုန်တဲ့တွေ့ကြုံငါသတိရတရားနဲ့ဖြည့်စိုးခန့်ဂျိုးပင်ကောက်ရဲ့ဝိထုဇာညုံကို
ဆွဲဆုံးပကြီးလေးဝင်းစီစဉ်တင်ဆက်လိုက်တဲ့ဂျစ်တူမင်းချစ်ဖူးရဲ့လားဆိုတဲ့ဒီဇာလမ်းမှာပါဝင်ကြတဲ့လူပညာရှင်များကတော့ဆွဲဆုံးပကြီးလေးဝင်းပေတရာကျော်တိုက်အကယ်ဒမီတင်တင်နဲ့ရွှေချန်တမ်းမြင့်ငမိုးရိပ်ညွန့်သိန်းရုပ်ရှင်တရုပ်ဆောင်တော်ကောင်းမောင်မောင်သိန်းအင်းစိန်ဒေါ်ရင်မြနဲ့လက်မြဆန်းတို့ဖြစ်ကြပြီးဇက်ဝင်တင်းများကိုဂီတစာစုံမြတ်ကျော်သူကရေးဆက်ခါတေးသံရှင်ခင်မောင်တန်းကဂီတမှုလှဆန်းဦးRangon Top တေးဂီတအဖွဲ့နဲ့တွဲဖက်ပြီးဆိုပေးထားကြပါတယ်အတန်ကိုစိန်မောင်စတူဒီယိုမှမောင်ခမောင်ထွေးနဲ့အဖွဲ့ကဖမ်းယူပေးပြီးဓမ္မတပြည်လုံးကိုမင်္ဂလာစိန်တေးသံသွင်းအမှတ်ကိုကျုံးကြီးလန်းနဲ့24လမ်းတောက်ရန်ကုန်မြို့မှာမူပိုင်ပြန့်ချီမှာဖြစ်ပါကြောင်းချစ်သောတာရှင်ပေါင်းတို့ခင်ဗျာ။